ကလေးတွေနဲ့အလုပ်လုပ်တဲ့ဆရာမတွေကိုကျွန်မ idea လေးတစ်ခု share ချင်တယ်ဒါကကျွန်မတို့ရဲ့ burn out ဖြစ်နေတဲ့ဒီအဝန်းအဝိုင်းတစ်ခုလုံးကိုနည်းလေးတက်တာသွားစေတယ်အဲ့ဒါကဘာလဲဆိုတော့5 minute transition မှာ5 minute ကြိုပြီးတော့ကလေးတွေကိုဘာလုပ်မလဲဆိုတာကိုပြောပြထားတာကအများကြီးပဲတက်တာဖြစ်ပါလိမ့်မယ်ဥပမာဆိုလို့ရှိရင်ကျမတို့က9 မိနစ်နေလို့ရှိရင်ဒီအယုတ်တွေကိုရှင်းတော့မယ်နော်ဆိုတာမျိုး9 မိနစ်နေတဲ့အခါကျလို့ရှိရင် playground ကိုသွားတော့မယ်ဆိုတဲ့အခါမျိုး9 မိနစ်ကစားပြီးသွားပြီဆိုတာနဲ့ထမင်းစားဖို့အချိန်ရောက်ပြီဆိုတာမျိုး9 မိနစ်ကြိုပြီးတော့ပြောတာကကလေးတွေအတွက်လည်းသူတို့လုပ်နေတဲ့အလုပ်ကိုချက်ချင်းရက်လိုက်တာမဟုတ်ဘဲနဲ့9 မိနစ်အချိန်ရသေးတယ်ဆိုတာခေါင်းထဲကိုဝင်သွားပါတယ်တချို့ကလေးတွေကချက်ချင်းကြီးမလုပ်နိုင်ပါဘူးသူတို့မှာခေါင်းထဲကို process လုပ်ဖို့အတွက်အချိန်လိုပါတယ်ဥပမာ a child with autism ကလေးမျိုးဆိုလို့ရှိရင်သူတို့ကချက်ချင်းကြီးကျမတို့အင်ကြီးလဲမယ်ဆိုပြီးဆွဲခေါ်လာလို့မရပါဘူးရေတောက်ဆိုပြီးချက်ချင်းတိုက်လို့မရပါဘူးသူတို့ကိုကျမတို့ကရေတောက်မလားဆိုပြီးတော့ရေဘူးလေးကိုပြပြီးတော့မှသူတို့ကိုနာကိုလာမယ့်အချိန်လေးကိုစောင့်ရပါတယ်အဲ့လိုပဲ diaper change လို့သူတို့ပြောပြီးတော့မှ diaper change ဖို့ကိုသူတို့ခေါင်းထဲအရင်ထည့်ပေးပြီးတော့မှသူတို့က3 မိနစ်လောက်နေ2 မိနစ်လောက်နေရင်းနဲ့မှကိုယ့်စီကိုလာပါတယ်အဲ့လိုဆိုတော့ဒါကကလေးတွေအတွက်အများကြီးအထောက်အကူဖြစ်တယ်ဆရာမတို့အတွက်လည်းကလေးတွေနဲ့ပတ်သက်ရတဲ့အခါမှာ classroom ကိုနိုင်နေအုပ်ချုပ်နိုင်တဲ့သူတွေဖြစ်ပါစေလိမ့်မယ်ပြီးတော့ဒါကိုကျောင်းအခန်းထဲမှာပဲဆရာမတွေကသုံးလို့ရတာမဟုတ်ဘဲနဲ့အိမ်မှာလည်းကလေးတွေကိုပြုစုနေတဲ့လူကြီးမိဘတွေအဖေအမေတွေကိုယ်တိုင်ကလည်းဒီ transition time လေးတွေကိုပြောပြပေးလို့ရပါတယ်transition time ဆိုတာကရှေ့လာတော့မဲ့အကြောင်းလေးတွေပေါ့နော်ကိုရီအခုဘာလုပ်မှလဲဆိုတာကိုဥပမာကျမတို့ကသူ့ကိုဈေးခေါ်သွားခြင်းနဲ့ဆိုလို့ရှိရင်9 မိနစ်နေလို့ရှိရင်မေဖေနဲ့ဈေးကိုလိုက်ခဲ့ရမယ်ဒါမျိုးလေးပေါ့နော်ကျမတို့ပတ်ဝန်းကျင်မှာတစ်ခုလုံးကဘာလုပ်နေလဲဆိုတော့ကလေးတွေကိုဒီတိုင်းပဲခေါ်သွားကြတယ်အင်ကြီးအဝတ်စားဆိုလည်းဒီတိုင်းပဲလဲပေးလိုက်ကြတယ်ကလေးတွေကိုဘာမှမပြောဘူးပေါ့နော်အဲ့တော့လုပ်ပေးလို့ရတာကကလေးတွေကို transition time လေးတွေကိုပြပါအခုဘာလုပ်နေတယ်ဒါပြီးရင်ဘာလုပ်မယ် first and then ပေါ့နော် first we are wearing coat then we will go outside ဒါမျိုးလေးတွေပြောပြလို့လည်းရပါတယ်အားလုံးပဲဒါလေးကို classroom ထဲမှာတုံးကြည့်ပါကိုယ်အိမ်ကကလေးတွေနဲ့အိမ်မှာတုံးကြည့်ပါအထောက်အကူဖြစ်တဲ့အဆင်ပြေတယ်ဆိုလို့ရှိရင်လည်းကျွန်မလာပြန်ပြောပါအောင်နော်